မိဘတွေတည်ဆောင်ပြီးနောက်မှာလင်းထက်ဟာသူ့ရဲ့တိုက်ခန်းငယ်လေးထဲမှာတယောက်ထဲနေထိုင်ခဲ့တယ်ထူးဆန်းသောစာအုပ်စီမအရရှိခဲ့တဲ့အင်းဆွဲခြင်းအသိပညာများကိုသူပြန်တရိရမိတယ်လင်းထက်ဟာသူ့မှာရှိတဲ့ငွေအနှဲငယ်နဲ့စမ်းချီကိုဆုံးဖြတ်လိုက်တယ်မြို့ကိုသွားပြီးအင်းရေးဆွဲမဲ့စုတ်တန်းကထူးစကုနဲ့ရှာပါဆေးဖက်ဝင်ပင်တစ်မျိုးကိုဝယ်ယူခဲ့တယ်ဒီပစ္စည်းတွေကဈေးကြီးတာကြောင့်သူ့မှာပတ်စံ9000ပဲကျန်ခဲ့တယ်အိမ်ပြန်ရောက်တော့သူ့ရဲ့ပထမဆုံးစမ်းသပ်မှုကိုစတင်ခဲ့တယ်ဆေးဖက်ဝင်ပင်ကိုအရေးဖြစ်အောင်ကြိတ်ချလိုက်တယ်စုတ်တန်ကိုဂယုတစိုက်ကင်တွဲကအဆင့်တဲ့ကုတာချင်းအင်းကိုစက်ကူချက်ပေါ်မှာစတင်ရေးဆွဲတော့တယ်ပထမဆုံးအချိန်မအောင်မြင်ခဲ့ဘူးဒုတိယအချိန်လည်းကြာရှုံးခဲ့တယ်10ချိန်တိုင်းကျူးစားခဲ့ပေမဲ့10ချိန်လုံးမအောင်မြင်ခဲ့ဘူး17ကြိမ်မြောက်ကျူးစားမှုမှာတော့သူ့ရဲ့စူးစမ်းမှုအားလုံးကိုစုစည်းလိုက်တယ်စုတ်တန်ရဲ့ချက်ရတိုင်ဟာသူ့ဦးနောက်ထဲကပုံရိပ်အတိုင်းအတိအကျလိုက်နာခဲ့တယ်နောက်ဆုံးဟင်းကြောင်းကိုရေးဆွဲလိုက်တဲ့အခါစကုချက်ဟာစိမ့်လန်းတဲ့စွမ်းအင်တွေနဲ့တောက်ပသွားခဲ့တယ်လင်းထက်ဟာအံ့အားသင့်ပြီးပျော်ရွှင်သွားခဲ့တယ်ပထမဆုံးအကျင့်ကုသချင်းအင်းကိုရေးဆွဲနိုင်ပြီးဖြစ်သောကြောင့်ဖြစ်တယ်